ဒါလည်းကလေးစားချီတာပေါ့နော်တကြံကြောက်လို့ရှိရင်ဘယ်တော့ဟောညီမတို့ကမလဲရဘူးသူဖုန်းကြီးဝတ်တော့လိုက်ရတာဖုန်းကြီးဝတ်စေချင်တာမွေးနေ့မှာစပြီးနောက်နှစ်ပေါင်းများဆိုစိတ်အကျမ်းပါရှင်ကိုကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့ဒီထက်အောင်မြင်တဲ့အမှုပညာရှင်ဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဒါတော့ဘယ်လိုပြောရမလဲညီမလေးကမွေးနေ့လက်ဆောင်မပေးလိုက်ရပါတယ်ဟုတ်လားကျွန်တော်မွေးနေ့မှာဘာပြောအခုလိုမျိုးကုသိုလ်လေးလုပ်ရင်အတူတူရှိတယ်အတူတူဖြစ်တိုင်းရတဲ့ဒီဒါကျွန်တော်အနေနဲ့ဝမ်းသာပါတယ်ဟုတ်ကဲ့ဒါကတော့အခုသဘောပါဒါချုပ်ပြီးတော့မေးရတယ်ဒါတော့အခုသဘောပါနော်ကိုကဘယ်လိုဖြစ်စေချင်တာလဲဒါအကိုရဲ့စိတ်ပေါ်အများကြီးမှုတွေ့ပါတယ်ဟုတ်ဘယ်လိုပြောမလဲညီမတယောက်နေနေဆိုရင်တော့ကိုယ့်ကိုဖုန်းကြီးဝတ်စေချင်တာဟိုကတော့ဖုန်းကြီးကမိုးရေဘူးလားဘာလို့လဲအေးပတ်မှာဆိုအေးဟုတ်မိုးတော့ဟုတ်ဒါကတော့အကိုရဲ့ဆန္ဒသဘောတိုင်းပါပဲဘာလဲဆိုငယ်လေးတည်းကအမျိုးလေးအေးလဲအေးတယ်ဒါလည်းကလေးစားချီတာပေါ့နော်တကြံကြောက်လို့ရှိရင်ဘယ်တော့ဟောညီမတို့ကမလဲရဘူးသူဖုန်းကြီးဝတ်တော့လိုက်ရတာဖုန်းကြီးဝတ်စေချင်တာအခုနောက်ပိုင်းတော့စိတ်ပြောင်းသွားစိတ်ပြောင်းသွားတကြံကိုနှစ်တိုင်းသင်္ကားလို့ရပြီအားကြောင့်လို့အရင်တော့လည်းမအေးတော့နည်းနည်းပြောင်းလဲသွားပြီအရင်တော့လည်းမအေးပါဘူးထင်လို့ပါဟုတ်အားကြောင့်မို့လေကလေးစားချေရမယ်ဘယ်လိုဖြစ်လဲသိရမှာဖုန်းကြီးဝတ်အဲ့ဒါလည်းကျန်တဲ့ဟာတော့အခုသဘောပါကျန်တာတော့ဟုတ်ဟဲ့ကိုတော့မသိလိုက်ဘူးမေးမေးသူတော့မသိဘူးမေးမေးဟုတ်ကျွန်တော်ထင်တာတော့ဘယ်လိုပြောရမလဲမသိဘူးမေးမေးအဖေကလေဒါအဲ့လိုမျိုးလေးဖြစ်စေခြင်းနဲ့ထင်ပါတယ်ထင်တာပြောတာအဲ့လိုမျိုးဖြစ်မသိဘူးဘာလို့လဲဆိုတော့ပြောတာခါကြရင်လည်း link ပြတ်နေတာဆိုတော့အပေါ်မှာညီမအောက်မှာဆိုရင်စကားမပြောဖြစ်ဘူးပြီးညီမအိမ်မှာရှိတော့ထွက်သွားရင်ညီမလည်းမပြောတတ်ဘူးမပြောဖြစ်တာပေါ့နော်သူတော့တကယ်မသိဘူးsurprise ဖြစ်နေပြီခုနအဖေပြောရတာမပြောဘူးလို့ तू ဘာမှ तू သိချာမသိဘူးနောက်တစ်ခုကကျတော့ဟုတ်လားဟောကလေးကိုအရင်ခက်တာလေးမမေးပါနဲ့နော်အဲ့ဒါလေ तू ကတော့တခြားမဟုတ်ပါဘူးသူ့အကို तू ကဘာပြောဘယ်လိုပြောရမလဲစိတ်ထဲမှာအပွင့်လေးပဲဗျာဆိုလိုချင်တာကျွန်တော်အဲ့လိုတချို့စကားလေးနဲ့ကြည့်ကောင်းဝိုင်းနေလို့ရှိရင်တမျိုးဖြစ်မှာဆိုလို့ तू ကကျွန်တော်ရဲ့ privacy ကို तू ထိန်းပြီးတဲ့သဘောဟုတ်တယ်နော်အဲ့လိုသဘောမျိုးပါဟုတ်ကျွန်တော်ညီမလေးနဲ့ကျွန်တော်လေးကတော့တော်တော်များများတိုင်ပင်ဖြစ်ပါတယ်ဒါပေမဲ့မတိုင်ပင်ဖြစ်တဲ့ကိစ္စတွေလည်းရှိကြပါဘောနော်တချို့မတိုင်ပင်သိတဲ့အရာမျိုးတွေဆိုလို့ရှိရင်လည်းမတိုင်ပင်ဘူးပေါ့ဒါပေမဲ့တော်တော်များများကတော့တိုင်ပင်ဖြစ်ပါတယ်ဆွေးနွေးဖြစ်ပါတယ်ကြောင့်ဟုတ်